ဒီကြောင်လေးကတော့ရေအရမ်းကြောက်တာပါသူကရေချိုးဖို့တောင်အမြဲတမ်းညှင်းဆန်လေးရှိပါတယ်ဒါနဲ့တခင်ပြစ်သူကသူ့ကိုရေကူးနေတင်ပေးဖို့ဆုံးဖြတ်လိုက်ပါတယ်ပထမဆုံးသူကကြောင်လေးကိုရေတိမ်တိမ်လေးထဲမှာထည့်ထားလိုက်ပြီးရေနဲ့ရင်းနှီးအောင်လုပ်လိုက်ပါတယ်အဲ့ဒီနောက်မှာတော့ဖောက်ကွင်းလေးကိုတွန်းပြီးကြောင်လေးကရေကူးနေတင်ပေးလိုက်ပါတယ်တဖြည်းဖြည်းနဲ့ကြောင်လေးကရေကူးတက်လာပြီးသူကအရင်လိုရေတိတ်မကြောက်တော့ပါဘူးဒါပေမဲ့သူ့ကိုရေချိုးပေးရင်တော့တခင်ပြစ်သူကကင်ပေးထားရတော့မှာပဲရေချိုးပြီးသွားတဲ့အခါမှာတော့ကြောင်လေးကိုတပတ်လေးနဲ့တုပ်ပေးလိုက်ပြီးအမွှေးတွေလုံးလုံးခြောက်တော့အောင်ဒရိုင်လေးတွေပါထည့်ပေးထားလိုက်ပါတယ်အခုတော့ရေမိုးချိုးပြီးတန်းတန်းရှင်းရှင်းဖြစ်သွားတော့တခင်ပြစ်သူရဲ့ပုတ်တက်ခြင်းကိုခံနေရပါပြီနောက်ရက်ရောက်မှာတော့တခင်ဖြစ်သူကကြောင်လေးနဲ့အတူလေရင်စစ်ပြီးခီးထွက်ပါတယ်ပထမဆုံးနေ့မှာတော့သူတို့ကပင်ကွန်းလေးတွေကိုတွားကြည့်ပြီးမျက်ခင်းပြင်မှာစကန်ချနားယူလိုက်ပါတယ်အဲ့ဒီနောက်မှာတော့ကမ်းခြေဘက်ကိုခီးထွက်ပြီးရေအောက်ကဘာတွေစီကိုပါတွားလဲလိုက်ပါတယ်ခီးစဉ်ပြီးတဲ့နောက်သူတို့ကအင်ကိုပြန်လာခဲ့ကြပါတယ်ဒါပေမဲ့လို့ကြောင်လေးကငါးလေးတွေကိုကြည့်ရတာရန်ဆွဲလန်းနေတာကြောင့်တခင်ဖြစ်သူကကြောင်လေးကြည့်ဖို့ဆိုပြီးငါးကန်လေးတကန်ဝယ်ပေးလိုက်ပါတယ်ဒါနဲ့အားမြပဲသူမကကြောင်လေးရဲ့မွေးတွေကိုနည်းနည်းခွက်ပြီးရေလေးလောင်းထည့်လိုက်ပါတယ်ပြီးတော့ငါးလေးတကောင်ကိုဖန်ပြီးကန်လေးထဲမှာထည့်ထားပေးလိုက်ပါတယ်အဲ့ဒီနောက်မှာတော့နောက်ထပ်တစ်ကောင်ကိုဗာတခင်ဖြစ်သူကထပ်ပြီးထည့်ပေးထားလိုက်ပြန်ပါတယ်။ကြောင်လေးကိုကြည့်ရတာရမ်းပြော့နေပုံရပေမဲ့တင်းစီကနေခုချိန်ထိအတဲမရသေးတာကြောင့်သူခင်ဗျာနဲ့ငယ်ဝမ်းနဲ့နေရှာပါတယ်။